စားစီကြမှာလေကိုတယောက်ဖက်ပြည့်စုံနေလို့အလကားပါပဲလေအားလုံးကလေကဘာမှရှိတဲ့လူသားအားလုံးကပြည်သူတွေကြီးပဲလေအားလုံးကစားဖို့အတွက်ကိုအဆင်ပြေအောင်အကုန်ရှာဖွေနေရတယ်အားလုံးခက်ခဲတယ်ဆိုတဲ့အချိန်ခါမှာကျမတက်နိုင်တာလေလူတန်းတာပါရှင်ဟုတ်ကဲ့စမိုင်းဒါဆိုရင်ဟိုဟာလှူတန်းလှူတာဒါနဲ့ဆိုဘယ်နှစ်ကြိမ်မြောက်လောက်ရှိသွားပါလဲအော်ဒါနဲ့ဆိုတော့ဒီနေရာမှာလှူတာကတော့ထက်ကြိမ်ပါရှင်ဟုတ်ကဲ့အဲ့တော့ရင်းနေတွေကလည်းဟိုကထိန်တွေပါလေခင်းတယ်လို့ဟိုကြားပါတယ်ပေါ့နော်အဲ့ဒီရွယ်ချက်ကလေးနဲ့ဟိုဘယ်နားမှာကျင်းပခဲ့ရလဲဆိုတော့လည်းသိပြရသေးအော်ကျမပကိုးမျိုးပေါ့နော်ဟိမကုန်းဖျားမှာရှိတယ်ဘာလို့ရွှေဘုံမြင့်ကျောင်းမှာကျမလည်းလှူတာပါရှင်ကျမတူးတဲ့လှူတဲ့ကထိန်ဒီနှစ်က90မြောက်ပါရှင်လူတစ်ထောင်ကျော်ကျမဒီဓမ္မောက်ကျွေးပါတယ်ရှင်ဒီနှစ်ကပဒေတည်းကတော့တိတ်စိတ်ဝေသားကြီးပဲပြီးပါတယ်ရှင်အဲ့တော့ကထိန်လှူတာကြီးပဲ6ကြိမ်ရှိပြီဆိုတော့ဟိုမှာရင်းနေကဟိုဟာပီတီစကားလေးပေါ့အဲ့လေးတစ်ချက်ပြောကြည့်ပါဦးအော်ကျမတို့လေလာစားတဲ့အယုတ်လက်အမြတ်မျိုးကျွေးတဲ့အကျွေးကြောင့်လာစားတဲ့ average တက်တွေအားလုံးကြည့်ပြီးကျမတို့အရင်အားရကျင့်တတ်ရပါတယ်ရှင်ဒီနေ့လဲကျွန်တော်တို့မျက်မြင်ကိုတွေပဲလေဒီရက်ွက်ထဲမှာရှိရ9000မြေလာနေကြတာအများကြီးပဲလေနော်အဲ့ဒီပုံမှာရောဆီယမကြီးရဲ့ဒီဟိုမူရိတာလေးပေါ့နော်အဲ့ဒီပြောပြပါဦးကျမအခုလိုမျိုးကျမလူတန်းအောင်လဲအားရပါရအောင်လာပြီးတော့အမှုခံတဲ့အတွက်လည်းကျမအားရကျင့်တတ်ပါတယ်အကုန်လုံးနော်ကိုလည်းဒီနေ့မကစာမများစွာလှူနိုင်အောင်လို့ကိုကြိုးစားပါမယ်ရှင်ဟုတ်ကဲ့အခုလိုပြေဆုံးဖြစ်ပြီးတဲ့ဆီယမကြီးတို့နော်ကျွန်တော်တို့ဒီ3လောက်ကမီဒီယာနေအထူးပဲကျေးဇူးတင်ရှိပါတယ်ဆီယမကြီးဟုတ်ကဲ့ကျမလည်းဆရာတို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ပါရှင်နော်အားလုံးပဲနော်အားလုံးပဲအောင်အားလုံးပြီအားရောက်ကြပြီအောင်နော်နော်အားလုံးအားလုံးလာရအောင်